အလုပ်ခွင်မှာကျွန်တော်တို့အမြဲကြားနေကြစကားတစ်ခွန်းရှိပါတယ်။လစာကြောင့်တယောက်နဲ့တယောက်မပြောကြီးဆိုတဲ့ rule ပါ။ဒါကိုကျွန်တော်သိပေမဲ့တနေ့မှကျွန်တော်ရဲ့အားနာတက်တဲ့စိတ်ကြောင့်ဒီစည်းကမ်းကိုကျွန်တော်ချိုးဖောက်မိခဲ့တယ်။ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်အရန်ခင်တဲ့လုပ်ဖို့ကိုင်းဘက်တွေတငယ်ချင်းတွေနဲ့ပြဿနာတက်သွားနိုင်တယ်။အဲ့ဒါကိုဘယ်လိုဥပမာပေးပြောမလဲဆိုတော့ကျွန်တော်ရဲ့တကယ်ကြုံခဲ့တဲ့ဖြစ်ပျက်လေးတစ်ခုနဲ့ဥပမာပေးသွားပါမယ်ဗျ။အဲ့ဒီနေ့ကကျွန်တော်လစာထုတ်တဲ့နေ့ပေါ့။လုပ်ဖို့ကိုင်းမဲ့ညီမတယောက်ကကျွန်တော်စီလာမိတယ်။ကိုယ်ရဲ့လစာဘယ်လောက်ရလဲတဲ့။ကျွန်တော်ပေါ့ပပပဲပုံမှန်ပါပဲလို့ဖြေခဲ့ပေမဲ့ तू ကအမှန်နဲ့မြည်ရတော့ပြောပြပါတဲ့သိချင်လို့ဆိုပြီးတော့တင်းဖိအားပေးတာ။နောက်ဆုံးတော့ကျွန်တော်ပြောလိုက်မိခဲ့တဲ့အခါမှာပြဿနာစတော့တာပဲ။ तू ကချစ်ချင်းဆိုသလိုမကြည်နဲ့တဲ့လေတန်းနဲ့ပြောလာတယ်။ညီမတို့ကအချင်းမျိုးတွေ OTD ဆင်းရမှုများတယ်။အကိုဘာလို့အဲ့လောက်တောင်ရတာလဲတဲ့။အဲ့ဒီမိကုန်းကတကယ်တော့ကျွန်တော်နဲ့မဆိုင်ဘူးလေ။ဒါကကုမ္ပဏီရဲ့သတ်မှတ်ချက်ပဲ။အဲ့ဒါကျွန်တော်ပြောလိုက်တယ်။ကျွန်တော်ကတော့ HR ကိုသမီးကြည့်ပါလားဆိုပြီးတော့ကျွန်တော်အကြံဉာဏ်ပေးတယ်။ပြီးတော့ခုလိုကိုလုပ်နေတာပေါ့။ခုလိုကိုလုပ်နေတော့မှကျွန်တော်ကောင်းတဲ့တစ်ခုဝင်လာတယ်။ငါကုမ္ပဏီရဲ့ policy ကိုချိုးဖောက်လိုက်တာပဲ။ကုမ္ပဏီပြောတာကုမ္ပဏီရဲ့ policy ကသူပြောခွင့်မရှိဘူးလေဆိုပြီးတော့မှကျွန်တော်ကောင်းတဲ့အတွေ့တစ်ခုရောက်လာ။အဲ့ဒီအချိန်မှာသူတို့က HR ကိုတွားပြီးတော့မှပြောဖို့လုပ်နေကြတယ်။အဲ့နဲ့ကျွန်တော်ကသူတို့စီတွားပြီးတောင်းဆိုမိတယ်။ညီမတို့ HR ကိုတွားပြောရင်ကိုကလစာထုတ်ပြောတယ်ဆိုတော့ UTV တို့တော့မပြောပါနဲ့။ညီမတို့ပြဿနာဒီလိုရှိတယ်ညီမတို့လစာနင်းနေတယ်ဆိုတဲ့ဟာအကြောင်းအရာကိုပဲပြောပြပါဆိုပြီးမှကျွန်တော် request တော့လုပ်ပါတယ်။ကျွန်တော်ဘက်ကကျွန်တော်ပြဿနာမြောက်စီခြင်းဘူးဗျာ။အဲ့လိုကောင်းကောင်းမွန်မွန်တော့ပြောခဲ့။ဒါပေမဲ့အဲ့လိုထုတ်ပြောပြီးတော့ကျွန်တော်ဘာစစ်ဖြစ်လဲဆိုတော့ကျွန်တော်ကိုဆက်ဆံတာတဲ့ပုံစံတစ်မျိုးပြောင်းလဲသွားတယ်အရန်ခင်နဲ့လုပ်ဖို့ကိုင်ပတယ်လို့ကျွန်တော်ဘာမှငယ်လို့လေကျွန်တော်ဒီဖြစ်ရလေးကိုဥပမာထားပြီးတော့မှတတိထားစေခြင်းနဲ့ဗျလုပ်ငန်းလူတွေမှာလုံးဝမပြောသင့်တဲ့စကားဥလာစာကိုတခြားသူဘယ်တော့မှမထုတ်ပြောပြီးကျွန်တော်အကြံပြုချင်ပါတယ်ဗျကျွန်တော်အဲ့ဒီဟာကိုပြင်ဆင်ပြီးရဲ့နောက်ပိုင်းမှာလည်းလုပ်ငန်းမှာပို့ပြီးတော့အဆင်ပြေတာတယ်ဒီဖြစ်ကနေကျွန်တော်တို့သင်ခန်းစာအများကြီးရခဲ့တယ်လုပ်ငန်းမှာအားနာတာထက် C boundary တွေထားတာကပိုရေးကြီးတယ်ဆိုတာပါပဲဘလူးတို့ရောကြုံမှုကြလားအဲ့လိုအခြေအနေမျိုးကျွန်တော်ဖြည့်ရှင်းခဲ့တဲ့ပုံစံကိုကျွန်တော်ပြောပြပါမယ်သူ ADS ဖြစ်နေတဲ့အချိန်ကိုကျွန်တော်ခဏလွတ်ထားလိုက်တယ်သူတို့ဘာမှစကားတွေကိုလိုက်ပြီးတော့မှချုံ့မော်ပြီးတော့မှမပြောဘူးကျွန်တော်ကမှားလုပ်ခဲ့တာမဟုတ်တဲ့အတွက်သူတို့တွေကိုစကားတွေကိုချုံ့မော်ပြီးတော့လိုက်မပြောဘူးအဲ့ချာကိစ္စကိုလည်းကျွန်တော်ကြိုတင်ပြင်ဆင်လာတယ်ရှင်းပြဖို့လည်းမကြိုးစားဘူးလိုက်ပြီးတော့ရှင်းပြလိုက်မယ်ဆိုရင်သူတို့အသာစီးရတယ်လို့ထင်လေးဖြစ်ပြီးတော့မှကျွန်တော်ကိုပို့ပြီးတော့ဖိပြောလာလိုက်မယ်ဆိုတဲ့ဟာခံစားရတဲ့အတွက်ကျွန်တော်သူတို့ကိုလည်းလိုက်ပြီးတော့မှချုံ့မော်ပြီးတော့ထပ်မရှင်းပြတော့ဘူးနောက်တစ်ခါသူတို့လားစာလာမေးခဲ့မယ်ဆိုရင်ကျွန်တော်ဘက်က HR ကပြောလို့မရတော့ဘူးဆိုပြီးတော့မှကျွန်တော်အပြည့်ငင်းမယ်လို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ဒီဇလန်လေးမှာဘာဖြစ်သွားလဲလို့မေးရင်သူတို့က HR ကိုတော့မပြောခဲ့ပါဘူးဒါကျွန်တော်ရဲ့ကံကောင်းတဲ့ချက်ပါအဲ့ကိစ္စကိုအဲ့နေရာမှာပဲထားလိုက်ကြတယ်အဲ့ဒီကလုပ်ငန်းခွင်တွေလစာထုတ်ပြောခြင်းဟာကျွန်တော်ရဲ့ပထမဆုံးနဲ့နောက်ဆုံးပါပဲကျွန်တော်ရဲ့ဖြစ်ရလေးကိုကြည့်ပြီးတော့မှဒီလိုကိစ္စမျိုးတွေကိုရှောင်ဖို့တတိပေးခြင်းပါတယ်ဗျာကျွန်တော်ကတော့ညီနာရစ်ကကိုညီပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတွေကို share ပေးသွားခြင်းဆွေးနွေးသွားခြင်းဖြစ်ကျွန်တော် channel လေးကိုဆက်ချင်ပါတယ်ကျွန်တော် channel လေးကို like and subscribe လေးနှိပ်ပေးသွားကြပါအောင်နော်အားလုံးကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေဗျာ